ရှမ်းမြန်လေးဘရင်ကြီးရဲ့အမှန်ကန်ချိန်မဲ့ခွင်ဟုတ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်လုံးရက်ဆက်လန်းပြီးတော့အမျက်ထွက်ကျန်းခဲ့တယ်လို့ဒီကနေ့မှာဆိုလို့ရှိရင်လည်းရက်ဆက်လန်းပြီးတော့အမျက်ထွက်ကျန်းစီနိုင်မှုအတွက်ဒီကိုတို့ကိုရှမ်းမြန်လေးပွဲစဉ်တွေကနေပြီးတော့ခိုင်ရက် MRT နဲ့ Real Madrid တို့ရဲ့ပွဲစဉ်ပွဲကောင်းတွေကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Real Madrid တင်က3ပေါင်း50ပုံပေါင်းစည်းမှာဆိုလို့ရှိရင်တော့၄လုံးပေါင်း40စီးတန်းမှာရှိနေပါတယ်အဲ့တော့ဒီပွဲစဉ်လေးအကြောင်းကိုမပြောခင်အနိကပွဲစဉ်တွေSuper တက်တွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားဖို့မမေ့ချပါနဲ့ခင်ဗျာ TikTok ကညီကိုတွေလည်းဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ bio မှာ Telegram လေးရှိပါတယ် YouTube ကညီကိုတွေကတော့ဒီ video ရဲ့ comment တွေမှာပင်လေးထောက်ပေးထားပါတယ်ခင်ဗျာအဲ့တော့ပထမဆုံး Direct MRT ကိုကြည့်မယ်ဆိုရင် Direct MRT ဟာဒီပြိုင်ပွဲကို qualification round 1နဲ့စပြီးတော့ကစားခဲ့ရတယ် round 2 round 3ကိုဆက်တက်ခဲ့ရတယ် playoff အဆင့်မှာဆက်တက်တဲ့တွေ့တယ်ဒီအင်အားကြီး set ကိုဇီတိတည်ကြပြီး penalty နဲ့ဒီစင်ကိုရောက်ရှိလာတယ်။အဲဒီစင်မှာလည်း Gaian MRT ကပြုတ်ရမှာပါ။ Gaian MRT ဆိုတာ Kazakhstan club ဖြစ်ပြီးတော့အတော်ကိုဒီပြိုင်ပွဲမှာတော့အားနည်းတဲ့အသင်းပါ။အဲ့တော့ Real Madrid ကတော့တိတ်ပြောစရာမလိုဘူး။ရှေ့ကပွဲစဉ်တွေမှာတောက်ချောက်အနိုင်ရခဲ့တယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါဘီပြိုင်မဲ့ Atletico Madrid ကို 5-2 ဆိုတဲ့ရနဲ့ကိုပြတ်ရှုံးနေခဲ့တယ်။အဲ့တော့ဒီပွဲစဉ်မှာတော့ Real Madrid ကပေါက်ပွဲလာအောင်မှတေးကြတယ်။သူတို့အနေနဲ့ချန်ပီယံလိဘရင်ဆိုတာကိုပြသမဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာကျွန်တော်တို့တွေ Real Madrid body ကိုပဲရဲရဲကြီးကစားတင်ပါတယ်လို့ကျွန်တော်အနေနဲ့အကြံပြုပါရစေ။ဒီကိုအားလုံးရက်ဆက်လမ်းပြီးတော့အမြတ်အတွက်ကြမ်းနိုင်ကြပါစေ။